Okay. Good morning everyone. Today မနေ့ကလည်းဗီဒီယိုတစ်ပုဒ်လုပ်တယ်ဒါပေမဲ့ဗီဒီယိုလေးကလုပ်ပြီးသွားတော့ဒီဘက်ကကိစ္စတစ်ခုရှိတာနဲ့ဗီဒီယိုကိုedit လုပ်နေတဲ့အချိန်မှာပဲဗီဒီယိုကဒီပိုင်းတခြားကိစ္စတွေဖြစ်သွားပြီးပြတ်သွားတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့စောစောစီစီလေးပဲ coffee လေးတောက်ရင်းနဲ့ပဲဗီဒီယိုလေးရိုက်လိုက်တယ်ပေါ့နော်ဆိုတော့ interview တွေပြီးသွားတဲ့အချိန်မှာ interview တစ်ခုပြီးသွားပြီဆိုလို့ရှိရင် HR တွေမေးလေးရှိတဲ့မေးခွန်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ what is your expected salary ပေါ့အဲ့လိုမေးလေးရှိတယ်ဆိုတော့အဲ့ဒီမေးခွန်းကတင်းရဲ့လာစာကိုတက်မလားရော့မလားဆိုတဲ့အဖြေဖြစ်တယ်ဆိုတာကိုတင်သိလားဆိုလို့ရှိရင် story လေးတစ်ခုပြောပြမယ် candidate တစ်ယောက်က interview တစ်ခုမှာပေါ့နော် candidate တစ်ယောက်က experience လေးအရင်ကောင်းတယ် skills ကလည်း strong ဖြစ်တယ်ဒါပေမဲ့ခုနကမေးခွန်းပေါ့နော်နောက်ဆုံးမှာ what is your expected salary လို့လည်းမေးလိုက်တော့သူကဘယ်လိုပြန်ဖြေလဲဆိုတော့ anything is okay အဲ့ဒီချိန်မှာသွားရော game over ဖြစ်သွားရောဘာကြောင့်လဲသိလားသူရဲ့ result ကဘာဖြစ်လာမှာလဲဆိုတော့တေးချတယ် the lowest salary offer ပဲဖြစ်မှာဆိုတော့အဲ့ဒီလိုမျိုးမဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးမဖြစ်ဖို့အတွက်ဆိုလို့ရှိရင် salary negotiation လုပ်တဲ့အချိန်မှာ number တစ်ခုတည်းကိုပဲဘယ်တော့မှမပြောပါနဲ့ range တစ်ခုကိုပြောပါဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာ my expected salary is 7 lakh to 9 lakh လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ကို့မှာ negotiation space လေးတစ်ခုရှိသွားမယ် negotiation space လေးတစ်ခုရှိသွားတယ်ဆိုလို့ရှိရင်ကိုဒီညှိနှိုင်းလို့ရတယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့နော်ဘယ်တော့ခါမှ anything is okay လို့မပြောပါနဲ့ anything is okay ဆိုတာကကို့မှာ value မရှိဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲဆိုတော့အဲ့ဒီလိုမျိုးပြောဖို့မစင်စားပါနဲ့ပြီးရင်နောက်ထပ်တစ်ခုကကြတော့ပြီးွားရင်နောက်ထပ်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် interview တစ်ခုကိုမသွားခင်ကိုကဘာလုပ်တင်လဲဆိုတော့ research လုပ်တင်တယ် research လုပ်တင်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ position ကိုယ့်ရဲ့ experience ကိုယ့်ရဲ့ဒီသွားမဲ့ industry ပေါ့နော်အဲ့ဒီ industry ရဲ့ range ပေါ့အဲ့ဒီ range တွေကိုတိတိကျကျ research လုပ်ဖို့လိုအပ်တယ်ပြီးတော့မှ interview ကိုသွားရင်ပိုကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ next interview မှာကိုကပို့ပြီးတော့မှ confidence ရှိသွားလိမ့်မယ်ပေါ့နောက်ထပ်တစ်ခုကကြတော့ number တစ်ခုတည်းကိုမပြောနဲ့နော်ဘယ်တော့အခါမှ number တစ်ခုတည်းကိုမပြောနဲ့ salary ကို number တစ်ခုတည်းမပြောဘဲနဲ့ range ကိုပြောဖို့လိုအပ်တယ်ခုနကပြောခဲ့တယ်လို့ပဲ my expected salary is 7 lakh to 9 lakh လို့ပြောတာကကိုယ့်ရဲ့ negotiation space ကိုထားပြီးတာ ਨੇ အတူတူပဲအကယ်၍ဒါကိုက number တစ်ခုတည်းကိုပြောခဲ့မယ်ဆိုလို့ရှိရင်ဒါက negotiation လုပ်ဖို့အတွက်ကိုမှ space မထားခဲ့တော့တဲ့သဘောဖြစ်သွားတယ်အဲ့ဒါဆိုရင်ကို negotiation လုပ်လို့ရမှာမဟုတ်တော့ဘူးပေါ့နော်နောက်ထပ်တစ်ခုကကြတော့ money မတောင်းပါနဲ့ interview မှာ money မတောင်းပါနဲ့ကိုယ့်ရဲ့ value ကို sell လုပ်ဖို့အရေးကြီးတယ်ကိုယ့် value ကိုယ့်ရဲ့ skills ဒါကို sell လုပ်ဖို့လိုအပ်တယ် salary negotiation ဆိုတဲ့အရာကတကယ်တော့လာစာတောင်းတာမဟုတ်ဘူးကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့တန်ဖိုးကိုပြောပြတာကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြောပြတာကိုယ့်ရဲ့တန်ဖိုးကိုပြောပြတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့လို့ salary negotiation လုပ်တဲ့အခါမှာနံပါတ်1အချက် anything is okay ဆိုတဲ့စကားလုံးကိုဘယ်တော့မှမပြောပါနဲ့နံပါတ်2အချက် research လုပ်ပါနံပါတ်3အချက် number တစ်ခုတည်းကိုမပြောဘဲနဲ့ range ကိုပြောပါနံပါတ်4အချက်ပတ်စံမတောင်းဘဲနဲ့ value ကိုပဲ sell လုပ်ဖို့ကြိုးစားပါနံပါတ်5အချက် negotiation ဆိုတာကပတ်စံတောင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြောပြတာကိုယ့်ရဲ့တန်ဖိုးကိုပြောပြတာဖြစ်ပါတယ်ဆိုတော့ follow လုပ်ထားပါ HR tips တွေကိုနေ့တိုင်းတင်ပေးနေပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်